မန္တလေးမြို့တွင်ခင်ပွန်းဟောင်းနှင့်အတူသူမရဲ့မွေးနေ့ကိုပျော်ရွှင်စွာဖြတ်သန်းခဲ့သည့်ခင်စာကြီးကျော်မြမရုပ်ရှင်လောက၏ထိပ်တန်းမင်းသမီးကြီးခင်စာကြီးကျော်သည်သူမမွေးနေ့ရက်မြတ်ကိုချစ်ခင်ရသူများလို့ဖော်ကိုင်ဖက်များနှင့်အတူမန္တလေးမြို့တွင်အလွန်ပင်ပျော်ရွှင်ကြည်နူးဖွယ်ကောင်းစွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်အသက်အရွယ်ရလာတော့လဲနုပြိုလပနေစေဖြစ်သည့်သူမသည်ယခုနှစ်မွေးနေ့တွင်လည်းသူမကိုချစ်ခင်အားပေးကြသူများ၏မေတ္တာတရားများကိုအပြည့်အဝရရှိခဲ့သူဖြစ်သည်ယခုနှစ်မွေးနေ့ပွဲလေး၏ထူးခြားချက်မှာသူမဘဝတစ်လျှောက်အရေးပါခဲ့သူတို့ဦးဖြစ်သည့်ခင်ပွန်းဟောင်းဖြစ်သူကိုယ်တိုင်တက်ရောက်ဂုဏ်ပြုပေးခဲ့ခြင်းပင်ဖြစ်သည်နှစ်ဦးသားကြားတွင်တန်ရောစင်ဟောင်းများကိုကြော်လွန်၍အပြန်လန်လေးစားမှုရှိသောမိတ်ဆွေကောင်းများအဖြစ်ရက်တီလျက်ရှိကြောင်းကိုယခုကဲ့သို့အရေးကြီးသည့်နေ့ရက်တွင်အတူရှိနေခြင်းဖြင့်တက်တည်ပြလိုက်ခြင်းဖြစ်သည်သူမအနေဖြင့်လည်းဤအခိုက်အတန့်လေးကိုအလွန်တန်ဖိုးထားကာသူမိလူမှုကွန်ရက်စာမျက်နှာမှတဆင့်ပရိသတ်များကိုအမတ်တရားမျှဝေပေးခဲ့သည်မွေးနေ့ပွဲလေးတွင်ခင်စာကြီးကျော်နှင့်အလွန်ခင်မင်းရင်းနှီးသူနမီကြီးဒီဇိုင်နာမျိုးမင်းစိုးလည်းတက်ရောက်ခဲ့ပြီးအခမ်းအနားကိုပုံမစီကားသွားစေခဲ့သည်သူမိမွေးနေ့တွင်အမှုပညာလောကမှမိတ်ဆွေများမိသားစုဝင်များနှင့်အတူမန္တလေးမြို့၏အရသာရှိသောအစားအသောက်များနှွေးထွေးသည့်ပတ်ဝန်းကျင်တို့ဖြင့်အချိန်ကိုအမတ်တရဖြတ်တန်းခဲ့ခြင်းဖြစ်သည်ပရိသတ်များကလည်းသူမိမွေးနေ့ရက်မြတ်တွင်ခင်ပွန်းဟောင်းနှင့်အတူပြန်လည်တွေ့ဆုံကာရင်းနှီးစွာဆက်ဆံနေသည့်မြင်ကွင်းကိုမြင်တွေ့ရသည့်အတွက်အားသလျက်ဝမ်းမြောက်ကြောင်းမှတ်ချက်များရေးသားပေးခဲ့ကြသည်ခင်စာကြီးကျော်နေဖြင့်အမှုပညာတက်တန်းတစ်လျှောက်အခက်ခဲများကိုကြော်ဖြတ်လာခဲ့သူဖြစ်သည့်အလျောက်ယခုကဲ့သို့ပျော်ရွှင်သည့်နေ့ရက်များကိုမိသားစုနှင့်အနီးဆုံးလူများကြားတွင်ဖြတ်တန်းခြင်းသည်သူမအတွက်အကြီးမားဆုံးသောဆုလတ်တစ်ခုပင်ဖြစ်ပါလိမ့်မည်မိတို့ပင်ဆိုစေကမူခင်စာကြီးကျော်၏ယခုနှစ်မွေးနေ့သည်အတိတ်ကိုအမတ်တရထားရှိကာပိစုံပံကိုပျော်ရွှင်စွာရင်ဆိုင်နေသည့်သူမ၏စိတ်ထားကိုပေါ်လွင်စေခဲ့သည်အမှုပညာလောကတွင်သာမကကိုရေးကိုယ်တာဘဝတွင်လည်းရင့်ကျက်တည်ငြိမ်သည့်သူမ၏လူနေမှုပုံစံကိုပရိသတ်များကအမြဲတမ်းအားကြလျက်ရှိသည်နောင်လာမည့်နှစ်များတွင်လည်းသူမအနေဖြင့်ယခုကဲ့သို့ပင်ပျော်ရွှင်မှုများအောင်မြင်မှုများကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်